န်းနှစ်ပျော်တယ်ဆိုတဲ့ပြဿနာဟိုးနှစ်ပေါင်း2500လောက်တုန်းကဟိမွေနာတောင်တန်းတွေကြားကအခုလက်ရှိနီပေါနိုင်ငံတိုင်းပြည်တစ်ခုမှာဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။သူ့မိဖုရားကတာအုပ်မင်းလောင်းမင်းလျာလေးမွေးခါနီးပေါ့။မင်းသားလေးမမွေးခင်ကတည်းကဘုရင်ကြီးကဆုံးဖြတ်ပြီးသားသူ့သားတော်ဟာတစ်သက်လုံးဆင်းရဲဒုက္ခဆိုတာလုံးဝမကြုံစေရဘူး။လိုအပ်သမျှအရာရာအကုန်ပြီးပြည့်စုံရမယ်ဟဲ့ဆိုပြီးစဉ်းစားထားတယ်။နန်းတော်တဝင်းကိုလည်းမင်းသားလေးထွက်လို့မရအောင်တတိုင်းတွေကာလိုက်တယ်။မင်းသားလေးလိုလေသေးမရှိပြည့်စုံအောင်အချွေရန်ပေါင်းတုံနဲ့ထားတယ်။ဒီလိုနဲ့ပဲလူဘွားရဲ့တန်တွေကိုမသိပဲမင်းသားလေးရဲ့ကလေးဘဝကုံဆုံးလာရောကလေးဘဝတစ်ချောင်းလုံးလိုလေသေးမရှိနေရပေမဲ့မင်းသားလေးကအသက်နည်းနည်းကြီးလာတော့တော်တော်ခါးသီးတဲ့လူတစ်ယောက်ဖြစ်လာတယ်။ဘလောက်ပဲပြည့်စုံပါစေမချေချမ်းနိုင်ဘူးပေါ့။ဒါနဲ့ပဲအရာရာအတိတ်ပဲမရှိအနှစ်သာရမရှိတဲ့ဟာတွေဖြစ်လာရောပြဿနာကသူ့အဖေဘုရင်ကြီးဘာတွေပဲပြီးဘယ်တော့မှမလုံလောက်ဘူးဘာအတိတ်ပဲမှမရှိဘူးဆိုပြီးခံစားလာနေရတာ။တညကျတော့မင်းသားလေးတတိုင်းအပြင်ကိုခိုးထွက်ပါလေရောအပြင်မှာဘာများဒီတက်စိတ်လှုပ်ရှားစရာရှိမလဲပေါ့လေသူ့အစီခံတယောက်အကူကြီးနဲ့ရွာထဲကိုထွက်ကြည့်တယ်အဲ့ဒီမှာရွာထဲမှာမြင်ရတာတွေကြောင့်မင်းသားလေးအထိတ်အလန့်ဖြစ်သွားတယ်ဘဝမှာပထမဆုံးဆင်းရဲဒုက္ခဆိုတာကိုသူတွေ့လိုက်ရတယ်နာကျင်အော်ဟစ်နေတဲ့သူတွေအိုမင်းရွတ်တွနေတဲ့သူတွေနေစရာမရှိငတ်နေတဲ့သူတွေဖျားနာနေတဲ့သူတွေသေကာနီးဖြစ်နေတဲ့သူတွေမင်းသားလေးနန်းတော်တွေပြန်ရောက်တော့ကိုဝေခွဲမြတွေဖြစ်လာရောသူမြင်ရတာတွေကိုဘယ်လိုလက်ခံရမလဲဆိုတာမသိဘူးဖြစ်နေတာပေါ့စိတ်ဓာတ်တွေကြပြီးမြင်သမျှပြဿနာရှာတော့တာပဲလူငယ်ပြီးနောက်ဆုံးတော့ငါဒီလိုဖြစ်ရတာငါအဖေကြောင့်ပဲဆိုပြီးကောက်ချက်ချလိုက်တယ်ဒီကျွယ်ဝချမ်းသာမှုတွေစီးစိမ်တွေကြောင့်ဒီလိုဖြစ်ရတာဆိုပြီးတတ်မှတ်လိုက်တယ်နောက်ဆုံးမှမင်းသားလေးကနန်းတော်တွေကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါလေရောမင်းသားလေးကတကယ်ဖေးတူသားသူ့မှာလည်းအကြံကြီးတစ်ခုနဲ့ဒီတိုင်းတော့ထွက်မပြေးဘူးဟဲ့ငါမှရှိသမျှစီးစိမ်တွေဂုံပုတ်တွေအကုန်လွှင့်ပြေးပြီးလမ်းဘေးမှာဖြစ်သလိုနေမယ်ငတ်မယ်ပြတ်မယ်မရှိရင်တောင်းစားမယ်ဒီလိုစဉ်းစားထားတာနောက်တစ်ညကျတော့မင်းသားလေးနန်းတော်တွေကထွက်ပြေးတယ်ဘယ်တော့မှမပြန်ဘူးလို့ဆုံးဖြတ်တယ်၄နှစ်လုံးလမ်းဘေးမှာအလင်းလွင်းလိုနေပြီးလူအလွာဟိုးအောက်ဆုံးအထိဆင်းပြီးဒုက္ခတွေခံလိုက်တယ်သူထင်ထားသလိုပဲကြီးလိုက်တဲ့ဒုက္ခသေမလို့တောင်ဖြစ်တယ်တခါတလေတရက်လုံးမှပဲတစ်စီလောက်ပဲစားရတဲ့အထိနောက်ထပ်နှစ်နည်းနည်းထက်ကြသွားတယ်တစ်နှစ်နှစ်နှစ်ထက်ကြဘာမှဖြစ်မလာဘူးဒီမှာမင်းသားလေးတစ်ခုကိုသဘောပေါက်သားပြုလာတယ်ဆင်းရဲဒုက္ခဆိုတာတကယ်ဆိုးပါလားငါသိချင်တဲ့အသိဉာဏ်တွေလည်းဘာမှရမလာဘူးနတ်နေတဲ့ပြေဝတဲ့နားလည်မှုတွေလည်းရောက်မလာဘူးအခြားသူတွေအားလုံးသိတဲ့အရာကိုမင်းသားလေးအဲဒီတော့မှသိသွားတယ်ဒုက္ခဆင်းရဲဆိုတာတကယ်ကိုစိုးတဲ့ဟာကြီးပါလားဆိုတာဘာမှလည်းနတ်နေအတိတ်ပဲပြေဝတဲ့အရာလည်းမဟုတ်ပါလားချမ်းသာကြွယ်ဝသလိုပဲဆင်းရဲတာလည်းအတူတူပဲအတိတ်ပဲမရှိပဲဆင်းရဲစမ်းဟိချမ်းသာစမ်းกว่าဆိုပြီးစူးစမ်းနေုံနဲ့လေးနှမှုတွေရှိလာမှာမဟုတ်ဘူးဆိုတာနားရသွားတယ်ဆိုပါစို့ငါလည်းငါအဖေလိုပဲကြောင်းတော့အတွေးခေါ်တွေလိုက်လုံနေပါလားဒီလိုလုံနေတာရက်မှဆိုပြီးသဘောပေါက်သွားတယ်စိတ်တွေတော်တော်ရှုပ်သွားတဲ့မင်းသားလေးကအဲဒီတော့မှသူ့ကိုယ်သူစီးကြောတန့်စင်ပြီးမြေကမ်းဘေးကတစ်ပင်ကြီးတစ်ပင်အောက်ကိုသွားတယ်ဒီတစ်ပင်အောက်မှာငါထိုင်မယ်စဉ်းစားမယ်ငါလိုချင်တဲ့အဖြေမရရင်မထဘူးဆိုပြီးဆုံးဖြတ်လိုက်တယ်49ရက်တိမင်းသားလေးအဲဒီတစ်ပင်အောက်မှာမလုံးမရှက်ထိုင်ပြီးစဉ်းစားတယ်အဲဒီမှာနားလည်မှုဉာဏ်တွေတော်တော်များများရရှိသွားတယ်အဲ့ဒါတွေကတခုကဒီလိုဘဝဆိုတာကဒုက္ခတစ်မျိုးပဲချမ်းသာတဲ့လူကလည်းချမ်းသာလို့ဒုက္ခတွေတွေ့ရသလိုဆင်းရဲသူကလည်းဆင်းရဲလို့ဒုက္ခတွေရောက်တယ်မိသားစုရှိသူကလည်းမိသားစုရှိလို့ဒုက္ခတွေရှိတယ်လို့တကောင်ကြောက်ကလည်းတကောင်ဒီမို့လို့ဒုက္ခတွေရှိတာယာမှုတွေနောက်လိုက်သူတွေလည်းတာယာမှုတွေကိုတတ်မှတ်လို့ဒုက္ခဆင်းရဲရောက်တယ်လို့တာယာမှုတွေကိုရှောင်ရှားတဲ့သူကလည်းဒါတွေမရှိလို့ဒုက္ခရောက်ပြန်ရောအဲ့ဒါများအတူတူပဲလို့ပြောတာမဟုတ်ဘူးနော်တချို့ဒုက္ခတွေကနည်းနည်းပိုသက်သာတာတော့ရှိတာပေါ့ဒါပေမဲ့အားလုံးဘဝဆိုတဲ့တန်ကိုခံရတာတော့အမှန်ပဲနှစ်အတော်ကြာတော့မင်းသားလေးကသူတွေ့ရှိတဲ့အတွေးခေါ်တွေကိုအားလုံးနဲ့မျှဝေသင်ကြားပေးတယ်အဲ့ဒီအတွေးခေါ်တွေကအဓိကအကြောင်းတစ်ခုကဒုက္ခဆင်းရဲဆုံးရှုံးမှုဆိုတော့ရှောင်လို့မရဘူးဒီအရာတွေစီကနေထွက်ပြေးဖို့ကြိုးစားနေတာကိုရက်ကြဆိုတဲ့အတွေးခေါ်ဖြစ်တယ်ဒီမင်းသားလေးကတခြားသူမဟုတ်ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်ပဲကျွန်တော်တို့ရဲ့ခံယူချက်အယူဆတော်တော်များများမှာစွဲနေတဲ့အစွဲတစ်ခုရှိတယ်ပျော်ရွှင်ခြင်းဆိုတာနီးနဲ့စနစ်နဲ့ဖန်တီးယူလို့ရတယ်ဆိုတဲ့အစွဲစေးချောင်းဝင်ခွင့်ရအောင်ကြိုးစားသလိုခက်လီကိုအယုတ်တစ်ခုပြီးအောင်ဆက်ရသလိုလမ်းညွန်လက်ဆွဲနဲ့လိုက်နာလုံးယူလို့ရတယ်လို့ထင်ကြတယ်။ X ကိုရအောင်လုပ်ရင်တော့ငါပြောမယ်။ Y နဲ့တူအောင်လိုက်နေရင်ငါပြောမယ်။ဇက်လူမျိုးဖြစ်မှငါပြောမယ်စသည်ဖြင့်ဒီအစွဲကမှတကယ်ပြဿနာအစစ်ပျော်ရွှင်မှုဆိုတာအဖြေထုတ်လို့ရတဲ့ပုံစံတစ်ခုတက်မဟုတ်ဘူး။မကျင်တဲ့ချက်တွေခက်ခဲမှုတွေဆိုတာလူဘဝရဲ့မရှိမဖြစ်အစိတ်အပိုင်းတွေဖြစ်တယ်။ဒီငြိမ်တဲ့ပျော်ရွှင်မှုအစစ်ကိုရဖို့ခက်ခဲခြင်းတွေဆိုတာရှိမှဖြစ်ဒီအတွေးခေါ်ကိုကျွန်တော်တို့ညံမီသလောက်ပန်နာဝုံတကောင်ကိုနမူနာထားပြီးရှင်းပြမယ်
အခုခေတ်စားနေတဲ့စူပါဟီးရိုးတွေလိုဟီးရိုးတစ်ကောင်လောက်သာဖန်တီးခွင့်ရရင်ကျွန်တော်ဖန်တီးချင်တာကအာမနာတတ်တဲ့ပန်နာတစ်ကောင်ပဲဝါတုတ်တုတ်အင်ကြီးသေးသေးလေးတစ်ထည်နဲ့မျက်လုံးမှာအမဲကွင်းနှစ်ကွင်းနဲ့သူ့မဟာအစွမ်းကားလူတွေအနာသွားသူတို့မကြားချင်ဆုံးအမှန်တရားတွေကိုအာမနာရှာမကြိုးသွားပြောတဲ့အစွမ်းတအိမ်ဝင်တအိမ်ထွက်တကားခောက်ခောက်ပြီးပြောမယ်ဟာအကိုပတ်စံတွေရှာတာတော့တော်တော်တော်တယ်နော်တော်တော်စိတ်ချမ်းသာမှာပဲဒါပေမဲ့အကိုကလေးတွေကတော့အကိုကိုချစ်မှာမဟုတ်ဘူးဒါနဲ့အမပြောနေတဲ့တငယ်ချင်းခင်မင်မှုဆိုတာတကယ်နဲ့ကျတော့လူတွေအထင်ကြီးအောင်အတင်းလုပ်နေတာကြီးနော်အားရပါရအာမနာပဲပြောပြီးနောက်တအိမ်ဆက်သွားတော်တော့ပြောဖို့ကောင်းမယ်စိတ်ညစ်ဖို့လည်းကောင်းမယ်စိတ်ကနေနာမယ်အမှန်တရားဆိုတာတော်တော်နာတဲ့စူးတစ်ချောင်းပဲမဟုတ်လားအာမနာတဲ့ပန်နာကကျွန်တော်တို့လုံးဝမလိုချင်ပေမဲ့တကယ်ကိုလိုအပ်နေတဲ့သူရဲကောင်းကြီးကျွန်တော်တို့အားလုံးတမတ်တမောကြီးစားသုံးနေတဲ့အစီအစိတ်တွေကိုအစားထိုးပေးမှတက်လို့အသီးရွက်လို့ပဲကျွန်တော်တို့ကိုပိုးဆိုးပတ်ဆက်အာမနာရန်ပြောပြီးတစားစီဖြစ်အောင်လို့ပို့ပြီးခန္ဓာရည်ရှိလာအောင်မောင်းပေးမယ်သူနောက်ဆုံးကမှမင်းသားတည်သွားတဲ့ရုပ်ရှင်တွေလိုပေါ့နာလဲနာကောင်းလဲကောင်းကျွန်တော်တို့ပန်တာမျက်နှာဖုံးဆိုပြီးခင်ဗျားတို့ကိုခါတူအမှန်တရားတွေပြောပြစီလူသားတွေအတွက်ဒုက္ခဆင်းရဲဆိုတာအင်မတန်အသုံးဝင်ပါတယ်ပြောင်းလဲဖို့အတွက်တဘာဝကပေးတဲ့စီးတစ်ခွက်ပဲလူတွေပြောင်းလဲလာတာတွေကအစင်မပြေမှုတွေမကျေနပ်ချက်တွေကြောင့်ဘာဖြစ်လို့လဲဆိုတော့အစင်မပြေလို့မကျေနပ်လို့ဒုက္ခရောက်လို့အလုံးလုံးတဲ့သူလောက်ဒီထွင်နိုင်စွမ်းရှင်သန်နိုင်စွမ်းဘယ်သူမှမကောင်းနိုင်ဘူးလူဆိုတာရှိတာကိုမတင်းတိမ်မရှိတာကိုတတ်မှတ်ဖို့တဘာဝကြီးကိုဖန်ဆင်းပေးထားတာဒီမရောက်ရဲတဲ့စိတ်ကြောင့်ပဲကျွန်တော်တို့လူသားတွေကဘာကိုမင်းမှုအုပ်ချုပ်နေတာလေဒုက္ခဆင်းရဲဆိုတာယောဂမဟုတ်ဘူးစွမ်းအားတစ်ခုပဲဖြစ်တယ်ကျွန်တော်တို့ကိုယ်ခန္ဓာဆိုရင်လည်းနာတော့မှတကယ်အသက်ဝင်လာတာခြေမထိတ်နဲ့ဖင်တိုင်ကုန်ခြေထောက်နဲ့တိုက်မိတာကိုပဲကြည့်ငဲတန်းပါအောင်အသက်မရှိတဲ့ခုံကိုတော့ခွေးတောင်သားဖင်တိုင်ကုန်ဆိုပြီးစစ်ဘဲကောင်းဒီခုံဒီနားမှာလာထားတာလဲကွဆိုပြီးအပြစ်တင်ဒါပေမဲ့တေချာစိတ်ချစဉ်းစားကြည့်ဒီလိုနားရဲဆိုတော့အကြောင်းရှိလို့နားတာကျွန်တော်တို့အာယုံကြောတွေကနားရဲဟေ့ဆိုပြီးလမ်းသတိပေးနေတာဘာတွေလို့ရင်တော့နာမယ်ဘာတွေကိုရှောင်ရင်တော့မနာဘူးဆိုပြီးသတိပေးနေတာနောက်ကိုထပ်မပြစ်အောင်လမ်းလျှောက်ရင်သတိထားလျှောက်တတ်အောင်သင်ပေးနေတာဘယ်သူမှအနာမခံချင်ပေမဲ့နာကျင်မှုကတိတ်အသုံးဝင်တယ်ငယ်တုန်းကတည်းကရှောင်ရမယ့်အရာတွေကိုသတိထားတတ်အောင်သင်ပေးကြရတယ်ဒီနာကျင်မှုပဲကို့အတိုင်းစားကိုနားလည်အောင်အမြဲသတိပေးနေတာမီးဆိုတာကင်ကြည့်ရင်ပူမှန်းသိအောင်ပလက်ပေါက်တဲ့လက်ထိုးရင်ဘာဖြစ်မယ်ဆိုတာသိအောင်သင်ပေးခဲ့တာဘယ်သူမှအနာမခံဘူးဟေ့ဆိုပြီးစိန်ရှိတာတတော်ရှိတာတွေကိုပဲလိုက်ရှာနေရင်တကယ်သေရေးရှင်ရင်အချိန်မှာဘာမှတတ်နိုင်မှာမဟုတ်ဘူးနာကျင်မှုဆိုတာကိုယ်ခန္ဓာမှာပဲရှိတာတော့မဟုတ်ဘူးလူဆိုတာစိတ်ပိုင်းဆိုင်ရာမှာလည်းနာကျင်တတ်တာပဲသူ့ဒေသနာရှာဖွေတွေးရှိချက်တွေအရာဆိုရင်လူတွေကတခါတလေစိတ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့ကိုယ်ခန္ဓာပိုင်းဆိုင်ရာနာကျင်မှုတွေကိုခွဲတာမခွဲတတ်ဘူးဆိုပဲကျွန်တော်အရင်ကြီးစားနောက်တစ်ယောက်နောက်ပါသွားတော့ကအသေးကိုဓာတ်နဲ့ဆွသလိုခံစားရတယ်ဆိုတာအပူပြောတာမဟုတ်ဘူးတကယ်ကြီးဓာတ်နဲ့လာဆွသလိုခံစားရတာကိုစိတ်ထဲမှာနားတယ်ဆိုတာတခုအစင်မပြေဖြစ်သွားလို့အန်ချော်သွားလို့ခန္ဓာရည်မရှိတော့လို့ဖြစ်တာအသားနာသလိုပဲစိတ်နာခြင်းတွေကလည်းတခါတလေလိုအပ်ပါတယ်တချို့အချိန်တွေမှာဆိုစိတ်ချမ်းသာရေးအတွက်တော့ကောင်းသေးတယ်မီးဆိုတာပုံမှန်တည်တော့ထပ်မကင်ဖြစ်တော့သလိုကြာရှုံးမှုတွေအမုန်းခံရတာတွေကပေးတဲ့စိတ်အနာဆိုတာနောက်ကိုဒါမျိုးတွေထပ်မဖြစ်အောင်လေ့ကျင့်ပေးနေတာပဲလေဒီတော့စိတ်ညစ်စရာတွေကိုပတ်ပြေးနေတဲ့ဒီနေ့လူအတိုင်းဝိုင်းဟာတိတ်အနေရများတယ်ဘဝရဲ့အဖို့အထစ်တွေကိုမသိချင်အောင်စောင့်နေကြတာကိုယ့်အတွက်တကယ်လို့အပ်တဲ့သင်ခန်းစာတွေမရတော့ဘူးအစစ်အမှန်တွေနဲ့တဖြည်းဖြည်းဝေးလာကြတယ်ပျော်ရွှင်စွာတတ်ထက်ဆုံးနေထိုင်သွားကြလေတည်းဆိုတာမျိုးကိုတရေကြအောင်ကြားမိကြလိမ့်မယ်ဒါပေမဲ့ဒီကမ္ဘာမှာအမြဲပြဿနာတွေအပြည့်ဆုံးကိုမဆုံးနိုင်ဘူးစောစောကပြောတဲ့ပန်တာဝဲဝင်နဲ့အရက်တောက်တုံးကသူကျွန်တော်ကိုပြောဘူးတယ်အခက်အခဲဆိုတာဘယ်တော့မှအပီးတိုင်ပြောင်းမသွားဘူးကွာပိုကောင်းတဲ့အခက်အခဲတွေအဖြစ်ပြောင်းလဲသွားတာပဲရှိတယ်တတိကြီး Warren Buffett မှာပတ်စံပြဿနာတွေရှိတယ်လို့လမ်းမေးကတရောင်းသားမှာလည်းပတ်စံပြဿနာတွေရှိတယ် Warren Buffett ရဲ့ပြဿနာကနည်းနည်းပိုကောင်းတာပဲကွာဘဝဆိုတာဒါပဲဘဝဆိုတာမဆုံးနိုင်တဲ့အခက်အခဲတွေဆက်ထားတာဟဲ့ကောင်ပြဿနာတစ်ခုဖြေရှင်းလိုက်ရင်နောက်တစ်ခုလာမှာပဲအရက်ခွက်ကိုကန်ပြီးပန်တာကကျွန်တော်ကိုဆက်ပြောတယ်အခက်အခဲကင်းတဲ့ဘဝကိုမမျှော်လင့်နဲ့မရှိဘူးပိုကောင်းတဲ့အခက်အခဲတွေများများရှိတဲ့ဘဝဖြစ်လာအောင်ပဲလှုပ်ဟစ်ဒီလိုပြောပြီးပန်တာဝက်ကအရက်ခွက်ကိုစပွဲပေါ်အသာချအုတ်ထုတ်လေးဆောင်းပြီးထွက်သွားရောပျော်ရွှင်ခြင်းဆိုတာအခက်အခဲတွေကိုဖြေရှင်းလိုက်မှရောက်လာဘဝမှာပြဿနာအခက်အခဲဆိုတာပုံမှန်ဖြစ်တဲ့အရာတွေပဲ
ဥပမာကျမ်းမာရေးပြဿနာကိုရှင်းရှင်းလို့အာဃာတလုပ်ဖို့ကြိုးစားတော့နောက်ဆက်တွဲအခက်အခဲတွေပေါ်လာပြန်ရောမနှက်စောစောထားရမယ့်ပြဿနာချွေးတတိတိကြောင့်ကစားရမယ့်ပြဿနာကစားပြီးရှုံးမသွားခင်ရေအမြန်ချိုးရမယ့်ပြဿနာစသဖြင့်အိမ်တော်ရေးမှလည်းအတူတူပဲရိုမန်တစ်ဒင်နာလေးမစားရတာကြာပြီတစ်ခါတော့သွားစားရအောင်ဆိုပြီးစီစဉ်အဲ့ဒီကကြတော့ဒင်နာကောင်းကောင်းစားဖို့ပတ်စံကုန်မှပြဿနာအရင်လိုချစ်သေးရလားဆိုပြီးတော့လူပြိုအပြိုစိတ်ကလေးပြန်မွေးရမယ်အခက်အခဲအေးပြန်ရောက်တော့လေအရင်လိုအားရပါရချက်တလင်းပေါ်စစ်ကင်းနိုင်ပါမလားဆိုတဲ့ဒုက္ခပြဿနာအခက်အခဲတွေဆိုတာဘယ်တော့မှရပ်မသွားဘူးပုံစံပြောင်းသွားတာပိုအဆင့်မြင့်သွားတာပိုကောင်းသွားတာပဲရှိတယ်ပျော်ရွှင်မှုဆိုတာအခက်အခဲတွေကိုဖြေရှင်းလိုက်မှရောက်လာမှာဖြေရှင်းတယ်ဆိုတဲ့စကားကအရေးကြီးတယ်ဒုက္ခအခက်အခဲတွေကိုမဖြေရှင်းမဲထားတာဘာအခက်အခဲမှမရှိဘူးဆိုပြီးကိုယ့်ကိုညာထားတာတောကကိုလောင်စာကျွေးနေတယ်လို့ပဲဖြေရှင်းလို့မရတဲ့ပြဿနာတွေများလိုက်တာဆိုပြီးဘာမှမလုပ်ပဲထိုင်ပြီးခံစားနေရင်လည်းစိတ်ဆင်းရဲရမယ်ဒီတော့တကယ်နီးလက်အမှန်ကအခက်အခဲတွေကိုဖြေရှင်းဖို့ဖြစ်တယ်အခက်အခဲကင်းတဲ့ဘဝကိုတည်ဆောက်ဖို့မဟုတ်ဘူးဒီတော့ပျော်ရွှင်ဖို့အတွက်ပြဿနာတစ်ခုကိုဖြေရှင်းဖို့လိုလာပြီဒါကြောင့်ပျော်ရွှင်ခြင်းဆိုတာစက်တိုက်လို့ရမယ့်အလုပ်တစ်ခုဖြစ်တယ်ကုသိုလ်ကံကောင်းလို့အလကားနေပျော်နေမှာမဟုတ်ဘူးပျော်ရွှင်နည်းစာအုပ်တွေဖတ်ပြီးပျော်တယ်ဟဲ့ကျွန်တော်ဒီနေ့ပျော်သည်ဆိုပြီးပြောလိုက်ရုံနဲ့ရသွားမယ်မဟုတ်ဘူးပတ်စံတွေပိုရှမ်းပြီးအိမ်ကြီးကြီးထပ်ဆောက်လိုက်ရုံနဲ့လည်းရမှာမဟုတ်ဘူးကိုယ့်အတွက်အစဉ်အသင့်လေးဖြစ်အောင်လူများတွေကလက်ဆောင်လာပြီးမယ့်အရာလည်းမဟုတ်ပျော်ရွှင်ခြင်းဆိုတာအမြဲတမ်းပုံမှန်လုပ်သားရမယ့်အရာမျိုးဖြစ်တယ်အခက်အခဲတွေကိုဖြေရှင်းမှပျော်ရွှင်မှုရမှာဖြစ်တဲ့အတွက်တကယ်ပျော်ရွှင်ခြင်းရင်မှန်မှန်ဖြေရှင်းသွားမယ်အခက်အခဲတွေကိုကြိုးဆိုရမယ်ဒီနေ့ဖြေရှင်းလိုက်တဲ့ပြဿနာတွေကမနှက်ဖြန်အတွက်အခက်အခဲတွေထပ်ဖြစ်လာရင်ဖြစ်လာမယ်စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာကိုယ်တကယ်စိတ်ပါလက်ပါဖြေရှင်းခြင်းတဲ့အခက်အခဲတွေကိုတွေ့သွားတာပဲလေတခါတလေတွေ့ရတဲ့အခက်အခဲတွေကရိုးရိုးလေးတွေဖြစ်ရင်ဖြစ်မယ်ဆိုင်ကောင်းကောင်းလေးမှာစားရဖို့မရောက်သေးတဲ့နေရာကိုခရီးထွက်ဖို့ဒီနေ့ဝယ်လာတဲ့ဂိမ်းတွေကိုအပီးဆော့ဖို့စသဖြင့်တခါတလေကြတော့လေတိမ်မွေ့ခက်ခဲတဲ့ပြဿနာတွေလည်းဖြစ်နိုင်တယ်မိဘတွေနဲ့အဆင်ပြေဖို့ကိုကြိုက်တဲ့အလုပ်မှာအလုပ်ရဖို့အပေါင်းအသင်းတွေနဲ့ပိုဝေးမသွားဖို့ဘာအခက်အခဲတွေပဲဖြစ်ဖြစ်ပုံစံကတော့အတူတူပဲပြေးလဲအောင်ဖြည့်ရှင်းနိုင်ရင်ပြောရမယ်ဒါပေမဲ့လူတော်တော်များများကဒီလိုရိုးရိုးမတွေးနိုင်ကြဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မှာပြဿနာရိုးရိုးလေးတွေကိုရှုပ်ကောတောက်တလဲလုံးပြတဲ့အကျဉ်းစုနှစ်ခုရှိနေလို့တစ်လက်မခံခြင်းလူတော်တော်များများကကိုယ့်မှာအခက်အခဲတွေရှိနေတာကိုလက်ကိုမခံတာအားလုံးသားရဖျောက်ဖြူးနေတယ်ဆိုပြီးကိုပြန်ညာတယ်ခဏတာတော့အဆင်ပြေနေပေမဲ့ကြာလာတော့ကြောက်စိတ်စိုးရိမ်စိတ်တွေစိတ်ဖိစီးမှုတွေကအမိလိုက်လာတာပဲနှစ်အပြစ်တင်ခြင်းတချို့ကြတော့သူတို့ရဲ့ပြဿနာတွေကဘလို့မှဖြေရှင်းလို့မရပါဘူးလေဆိုပြီးစိတ်လျှော့ထားကြတယ်ရှင်းလို့ရတဲ့ပြဿနာကိုလည်းတမင်မရှင်းဘူးအခြားလူတွေကိုအပြစ်တင်မယ်ကံကြမ္မာကိုအပြစ်တင်မယ်တလောကလုံးကိုအပြစ်တင်မယ်ဒါလည်းခဏတာအတွက်တော့မသိတာပဲကြာလာတော့ဒေါသမောဟပူလောင်မှုတွေနဲ့အထီးကျန်လာရောကိုပြဿနာကိုလက်မခံတာအပြစ်တင်လွှဲချတာတွေများနေတာဘာမှမဆန်အောင်လွဲတာဟုတ်ရေးဆိုင်ဖြည့်ရှင်းတာတော့မခတ်ဘူးလေဟစ်အင်းဆိုပြီးညင်တာလူများကိုအပြစ်တင်ရတာလွယ်တယ်နေလို့လဲကောင်းမှကောင်းကိုဘာသာဖြည့်ရှင်းမှုကြတော့ပင်ပန်းတယ်မဟုတ်လားဘူးတစ်လုံးဆောင်အကုန်လွှဲချနေလို့ထိုင်လို့ကောင်းတကယ်အခြေအနေမှန်ကိုခဏမိတာဒါကိုဆေးဆွဲတယ်လို့ဆွဲတာပဲဆေးဆွဲတယ်ဆိုတာတကယ်ပြောတာဘေးဖြူမှာဆွဲတတ်တာမဟုတ်ဘူးရူလာကိုစတာစီးတာဖဲရိုက်တယ်လို့အမဲလိုက်တယ်လို့ယာယီခိတခဏတာယာတဲ့ခံစားချက်မျိုးဒါလည်းဆွဲတတ်တာပဲအပျော်အတွက်ပဲကောင်းတယ်အောင်မြင်ရေးပျော်ရွှင်ရေးစာအုပ်တော်တော်များများလည်းဒီလိုပဲတကယ်ပြဿနာအရင်းမြစ်ကိုဖြေရှင်းဖို့တိုက်တွန်းတာနဲတယ်ခဏတာအဆင်ပြေသွားမယ့်နည်းတွေပဲများတယ်မှန်ရှိသွားရဲ့ငါစိတ်မညစ်ဘူးဟေ့ဆိုပြီး3ရက်အတွင်းအောင်မြင်နည်းချက်နည်းပြုံနည်းလေ့ကျင့်ခန်းတွေလုပ်ရှေ့မှာပြောခဲ့တယ်လို့ပဲတကယ်ပြောပြီးသားလူဆိုတာမှန်ရှိမှာကိုပြောတယ်ဆိုပြီးပြောနေစရာမလိုခဏတာဖြည့်သိပ်ပေးတဲ့ခံစားချက်တွေကကြာရင်ဆွဲတာပဲဒီဖြက်လန်းနည်းတွေကိုအားကိုးလေဆေးဆွဲသလိုဆွဲလာလေတခါတလေဆိုကိစ္စမရှိပေမဲ့တကယ်ယောဂါကိုမရှင်းမဲ့ယာယီဆေးတွေပဲသုံးနေရင်တော့ယောဂါရှင်းလာတဲ့ကဘယ်သူမှကယ်နိုင်မှာမဟုတ်ခံစားချက်ဆိုတာထင်တယ်လို့အရေးမကြီးပါခံစားချက်ဆိုတဲ့အရာကကျွန်တော်တို့အတွက်ဘာတွေမှန်တယ်လဲမှားတယ်လဲဆိုတာကိုသိဖို့လောက်ပဲအသုံးဝင်တယ်မိရဲ့လက်ထက်မိရဲ့ပူကနေဖြစ်သွားမဲ့ခံစားချက်ကြောင့်နောက်တော့ကထပ်မလုပ်ရတော့တယောက်တည်းဖြစ်နေရင်ခံစားရတဲ့အထီးကျန်မှုကြောင့်လူတွေနဲ့ဝေးသွားစေတဲ့အရာတွေထပ်မလုပ်တော့ဒီခံစားချက်တွေကကျွန်တော်တို့ကိုဆုံးဖြတ်ချက်အသစ်တွေချဖို့တိုက်တွန်းမှုတွေတသက်ပဲဖြစ်တယ်ဒီလိုပြောရဲဆိုတော့ခင်ဗျားတို့ရဲ့ဝမ်းနည်းစရာအခြေအနေကိုပေါ့ပြက်ပဲထင်လို့ပြောတာမဟုတ်စိတ်ညစ်တယ်စိတ်ဆင်းရဲဆိုတာမရှင်းရသေးတဲ့ပြဿနာတွေရှိနေတဲ့အကြောင်းအုံနောက်ကသတင်းပို့နေတာ
ဒီလိုခံစားရတယ်ဆိုတာတကူကူလုံးသိမ့်ပြီဆိုတာကိုအချက်ပြနေတာစိတ်ချမ်းသာစရာခံစားချက်တွေကြတော့လုံးသိမ့်လုံးလိုက်တာတကူကိုလုံးနိုင်ဖို့စုပေးသလိုပဲစိတ်ချမ်းသာတဲ့အချိန်တွေဆိုခံစားချက်ကရိုးရိုးလေးရဲ့ဘာမှထပ်လုပ်စရာမလိုဒါပေမဲ့အချိန်တန်တော့လေအရာအလုံးလိုပဲဒီပျော်ရွှင်မှုကပျောက်သွားမှလေအခက်အခဲအသစ်တွေလာအောင်မှာခံစားချက်ဆိုတာကျွန်တော်တို့ဘဝရဲ့အစိတ်အပိုင်းတစ်ခုညီမြချင်းရဲ့အပိုင်းအစတစ်ခုလောက်ပဲနောက်ဆုံးအဖြေတော့မဟုတ်ဘူးတခုခုကကောင်းတဲ့ခံစားချက်ပေးတာနဲ့တကယ်ကြီးကောင်းနေတာဟုတ်ချင်မှဟုတ်မယ်စူးစူးရွရွခံစားရလို့လည်းတကယ်ဆိုးချင်မှဆိုးမယ်ခံစားချက်တွေကအချက်ပြမှုတွေတက်တက်ပဲတိကျတဲ့အဖြေမဟုတ်ဘူးဒါကြောင့်ခံစားချက်မှန်သမျှကိုတက်အပ်ကြီးယုံစားနေလို့မရဘူးဖြစ်နိုင်ရင်ခံစားချက်တွေကိုအမြဲမေးကိုထုတ်နေတဲ့လူတော်တော်များများခံစားချက်တွေကိုလူမှုရေးအရာပုဂ္ဂိုလ်ရေးအရာယဉ်ကျေးမှုအရာထုတ်ဖော်ပြခွင့်မရကြဘူးအထူးသဖြင့်မကောင်းတဲ့ခံစားချက်တွေပေါ့ဒါပေမဲ့မကောင်းတဲ့ခံစားချက်တွေကိုတိုးဝက်ထားတဲ့အတွက်အချက်ပြမီးတွေကအလုပ်မလုပ်တော့ဘူးလေဒါကြောင့်လေဒီလိုလူတွေတော်တော်များများအခက်အခဲတွေကြော်ဖြတ်ဖို့ပိုရုန်းကန်နေရတယ်အခက်အခဲတွေကိုမဖြေရှင်းနိုင်တော့ပျော်ဖို့လည်းမဖြစ်နိုင်ဘူးစောကပြောသလိုပဲနာကျင်မှုဆိုတာအသုံးဝင်တယ်လေတစ်ဖက်မှာကျတော့ခံစားချက်ကိုခုတုံးလုပ်ပြီးဖြစ်သမျှအကုန်ပုံချနေတဲ့လူတွေရှိနေပြန်ရောခံစားချက်ကြောင့်လှုပ်လိုက်တာဆိုပြီးလွှဲချလိုက်တာမျိုးစိတ်အရန်ဆိုးသွားလို့ကားမှန်လေးရက်ခွဲလိုက်မိတာပါဗျာဘလို့မှထိမ့်မရအောင်ဒါမှမဟုတ်နောင်မင်းမယူတာမရင်ငင်ထားတာစိတ်ထဲမှာအပြောင်းလဲဖြစ်ချင်လို့ပါဗျာစသဖြင့်စိတ်ခံစားချက်တတ်နဲ့လှုပ်လိုက်တဲ့ဆုံးဖြတ်ချက်ဆိုတာများသောအားဖြင့်တလွဲတွေဖြစ်နေတတ်တယ်တဘဝလုံးကိုခံစားချက်တွေပုံမူတည်ပြီးစောက်ထားတာဘသူတွေလဲသိလားသုံးနှစ်သားကလေးတွေအိမ်မှာမွေးထားတဲ့ခွေးတွေကြောင်တွေစိတ်ခံစားချက်ကြီးကိုအသေးအံအားကိုပြီးလုပ်နေတာတွေဘာလို့မအောင်မြင်တာလဲဆိုတဲ့ခံစားချက်ဆိုတာကြာကြာမှမခံတာဟုတ်ဒီနေ့ပျော်နေတဲ့ခံစားချက်ဆိုတာမနှက်ပြန်အထိဆက်ပါလောက်ဖို့တိတ်ခတ်ခဲတယ်ကျွန်တော်တို့ကိုယ်ခန္ဓာကခံစားချက်အသစ်ကိုဆက်တိုက်ရှာနေတာကိုပျော်ရွှင်မှုဆိုတဲ့ခံစားချက်တော့ဆက်တိုက်လိုက်နေရရင်အသစ်ကိုလိုချင်တဲ့လောဘကမရက်တော့အိမ်အသစ်ကားအသစ်အိမ်တော်အသစ်ကလေးအသစ်လာကအသစ်နောက်ဆုံးကတော့စူးစမ်းခဲ့သမျှဘာမှသိမ့်မထူးမလုံလောက်သေးဘူးလို့ပဲထင်နေမယ်စိတ်ပညာရှင်တွေကဒါကိုခေါ်တာရှိတယ်ပျော်ရွှင်မှုအပြည့်စက်တဲ့ပြေးတဲ့ဆက်ပေါ်မှာလို့ပဲအမြဲတမ်းစူးစမ်းနေတာပဲဘယ်တော့မှမရအောင်ဒုံရင်းကဒုံရင်းဒါကြောင့်ကျွန်တော်တို့ရဲ့ပြဿနာတွေကရှောင်ပြေးဖို့မသင့်တော်တဲ့အရာတွေဖြစ်နေတာကိုယ့်အိမ်တော်ပဲဆိုတာကိုယ့်ရဲ့ရန်သူဖြစ်မဲ့သူကိုယ့်အိမ်ဟာကိုယ့်အမြဲပြင်ဆင်နေရမယ့်နေရာကိုယ့်အကြိုက်ဆုံးအလုပ်ဆိုတာကိုယ့်ကိုပင်ပန်းစေမယ့်အရာအားလုံးမှာယူတိုင်းပြန်ပေးရမယ့်ဟာပါလာပြီးသားစိတ်ချမ်းသာစရာမှန်သမျှစိတ်ညစ်စရာနဲ့တွဲလာမှာပဲကိုရလိုက်သမျှတွေအကုန်လုံးဟာတစ်ချိန်မှာကိုဆုံးရှုံးရမယ့်ဟာတွေစီးကခါကြီးလိုတော့ဖြစ်နေတယ်လူတိုင်းကတော့ထာဝရပျော်ရွှင်မှုဆိုတာကိုတကယ်ရှိစေချင်မှာပဲဒုက္ခမှန်သမျှကင်းဝေးမဲ့နေရာကိုသွားချင်တာကြီးပဲဘယ်သူမဆိုဘဝမှာအရာရာကိုကျင့်တဲ့အာရစိတ်ချမ်းသာစွာဖြတ်တန်းကျင်တာပဲဒါပေမဲ့မဖြစ်နိုင်ဘူးကိုထုတ်ခါကိုရှာပါဘဝမှာဘာတွေလိုချင်တယ်လဲလို့မေးလိုက်ရင်ပြောချင်တယ်တာတာရရမိသားစုဘဝလိုချင်တယ်ကိုကြိုက်တဲ့အလုပ်မှာလုပ်ချင်တယ်လို့ဖြေမဲ့သူအများသားလူတိုင်းဒါပဲဖြေနေလို့ဘာမှတော့မထူးကြတော့ပျော်စရာတော့လူတိုင်းလိုချင်လားစိန်လေးနဲ့ချစ်သူနဲ့စိတ်ပူစရာကင်းသောဘဝမျိုးပတ်စံလဲချမ်းသာဂုဏ်ဒီလည်းရှိကို့အခန်းတကားဖွင့်ဝင်လာရင်မိုးသက်တကိုးနဲ့ခွဲလိုက်တဲ့ပင်လဲလိုပဲလူတွေကိုရှဲသွားစေလူတိုင်းလိုချင်တယ်လိုချင်တာဘာမှမခက်ဘူးလွယ်လေးပိုစိတ်ဝင်စားဖို့ကောင်းတဲ့မင်းကိုဘယ်တော့မှကိုပြန်မမေးဖြစ်တဲ့မင်းကဘဝမှာဘလို့ဒုက္ခတွေလိုချင်တယ်လဲဘလို့ရုန်းကန်ခြင်းတွေကိုကြိုက်တယ်လဲဆိုတဲ့မင်းကိုတကယ်လူဘဝနဲ့ထပ်တူကြကန့်ညီတဲ့မင်းကိုဥပမာယာရုကောင်းရုံးမှနေရာကောင်းနဲ့တိမ်ပေါင်းများစွာသောလက်ကရချင်တဲ့သူတွေဒါတွေကိုလိုချင်ပေမဲ့တစ်ပတ်ကိုနိုင်60အလုပ်လုပ်ရတာတွေရှုပ်ထွေးတဲ့အထက်လူကြီးတွေအောက်ကလူတွေနဲ့ဆက်ဆံရေးတွေရုံးသားရုံးမြန်ကားပေါ်မှာအချိန်တွေကုန်ရတာတွေစာရွက်စာတမ်းတွေရှင်းရတာတွေရုံးစည်းကမ်းတွေအောက်မှာပြပြနေရတာကြတော့မလိုချင်ကြဘူးချစ်သူချောချောလှလှအောင်မြင်တဲ့ဇုံနှန်းဘဝကိုလိုချင်ကြပေမဲ့ဇုံနှန်းတွေကြားကမကြည်မြူမှုတွေနားလည်မှုလွဲတာတွေတိတ်ဆိတ်ဒေါသတွေစိတ်ဆင်းရဲစရာတပီးသားပြဿနာတွေကြတော့မလိုချင်ကြဘူးမလိုချင်တော့အစိမ်းမင်းအတင်းညှိပြီးနေလိုက်ကြရအောင်နှစ်ပေါင်းများစွာတိုးလို့အတွေးတွေနဲ့ဇဝေဇဝါဆက်ပေါင်းကြာတော့တခြားရွေးစရာဘာရှိတယ်လဲဆိုပြီးဖြစ်လာရော
ကွာရှင်းမှုရှိနေချင်းမှလက်မှတ်ထိုးတော့မှဘယ်လိုဖြစ်တာလဲဆိုပြီးစဉ်းစားမိလွန်ခဲ့တဲ့နှစ်20လောက်ကလေးကမရှင်းမဲထားတဲ့ပြဿနာတွေစိတ်လျှော့ပြီးအဆင်ပြေအောင်နေခဲ့တာတွေအခုမှကိုယ့်ကိုပြန်ပေါက်တဲ့မွေဖြစ်လာတာမျိုးမနေဘူးပဲပျော်ရွှင်မှုဆိုတာဒုက္ခရဲ့အသီးပွင့်ဖြစ်တယ်မြေပေါ်မှာအလေးကျပေါက်တဲ့ပေါက်ပန်းစည်းပန်းပွင့်မဟုတ်စစ်မှန်တဲ့တည်မြဲတဲ့ပျော်ရွှင်မှုဆိုတာကိုယ်တည်တည်ကြရွေးထားတဲ့ဒုက္ခတွေကိုစီမံခန့်ခွဲနိုင်မှရမယ်တယောက်တည်းစိတ်တကြယောဂဝင်နေတာပဲဖြစ်ဖြစ်အထီးကျန်နေတာပဲဖြစ်ဖြစ်ကိုယ်တရေကနှိပ်စက်လို့တည်ကြည်နေတာပဲဖြစ်ဖြစ်ဒီဒုက္ခတွေကိုလက်ခံပြီးစိတ်ပါလက်ပါဖြေရှင်းနိုင်ဖို့လိုတယ်ထွက်ပြေးလို့မရအောင်သူများလာကြတာကိုစောင့်နေလို့မရအောင်ကိုလိုကိုပေါင်းလာခြင်းနဲ့ဆိုပါစို့အာကစားယုံမှာနိုင်ရပေါင်းများစွာအနာခံအပင်ပန်းခံရမယ်ဒုက္ခကိုပါကြိုးသွင်းနိုင်မှုလိုတယ်စားသမျှတောက်သမျှဟာတွေကိုပါတွက်ချက်ပြီးစားရမယ်အသေးစိတ်ဒုက္ခလေးတွေကိုပါကြိုးစားရမယ်ကိုပိုင်စည်းပွားရေးလုပ်ချင်တယ်စုံစမ်းရမယ်ဒုက္ခကိုလက်ခံနိုင်မှရမယ်မတိကျမှုတွေထက်ကရှုံးနေမှုတွေနိုင်ရပေါင်းရပ်ပေါင်းများစွာရင်းပြီးတပြားမှပြန်မရမယ်ရှုံးသွားနိုင်တဲ့စိတ်ဆင်းရဲမှုတွေကိုပါပိုင်ထားနိုင်မှရမယ်ချစ်သူလိုရင်လည်းအိမ်တော်မှုတာရခြင်းတယ်ငင်းမဲ့ခြင်းတွေသဘောထားကွဲလွဲမှုတွေစိတ်ဆင်းရဲစရာတွေသူပြားနောက်ပါသွားနိုင်တဲ့ဖြစ်နိုင်ခြင်းတွေဖုန်းခေါ်တဲ့မကြားရတော့တဲ့အချင်းချင်းကိုပါချစ်တတ်ဖို့လိုတယ်ကစားပွဲလိုပဲမကစားပဲထိုင်နေရတော့နိုင်စရာအကြောင်းမရှိဘူးလေကစားပွဲလိုပဲမကစားပဲထိုင်နေရတော့နိုင်စရာအကြောင်းမရှိဘူးလေအောင်မြင်မှုကိုစုပ်ဖြတ်တာငါသဘောကျတဲ့အရာတွေကဘာတွေလဲဆိုတဲ့မေးခွန်းမဟုတ်ငါလိုချင်တဲ့ဒုက္ခတွေကဘာတွေလဲဆိုတဲ့မေးခွန်းကသာအမှန်ပါပျော်ရွှင်စရာတွေစီရောက်ဖို့ဖြတ်ရမယ်ဒုက္ခပင်လေပေါ့ဒီတော့ဒုက္ခတစ်ခုကိုတော့ရွေးဖို့လိုတယ်အမြဲပန်းနေပွင့်လားတွေတာနေလို့မဖြစ်ဘူးတာယာမှုဆိုတော့အဖြေကလွယ်လွယ်လေးရဲ့တာယာမှုဆိုတဲ့အဖြေကလွယ်လွယ်လေးရဲ့တကယ်စိတ်ဝင်စားဖို့ကောင်းတာဘယ်ဒုက္ခကိုရွေးမလဲဆိုတဲ့မေးခွန်းပါဘယ်လိုဒုက္ခမျိုးကိုပုံမှန်ရင်ဆိုင်နိုင်မလဲတကယ်အရေးပါသလိုခက်တဲ့မေးခွန်းပါဒီမေးခွန်းကသာကိုယ့်ကိုတကယ်ရှေ့ကိုပို့မယ်မေးခွန်းအမြင်တစ်ခုဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်မယ်မေးခွန်းကိုဘယ်လိုလူမျိုးလဲဆိုတာကိုတတ်မှတ်ပေးမယ်အရာတခြားလူတွေနဲ့တကယ်ကြွားချစေမယ့်အရာလည်းဖြစ်တယ်ငယ်လေးကလေးကနေပြီးလူငယ်ပိုင်းအထိကျွန်တော်အဆိုတော်ဖြစ်ချင်ခဲ့ဘူးတယ် rock အဆိုကျော်တယောက်ဖြစ်ချင်ခဲ့တာဂီတာဆိုလို့ခက်မှတ်မှတ်တစ်ခုကြားတိုင်းမျက်လုံးမိတ်ပြီးကျွန်တော်ကိုယ်တိုင်စင်ပေါ်မှာဖျော်ပြနေတာကိုမြင်အောင်ကြည့်ရတာပဲအမောစင်ရောကလူတွေအယူမှုအားပေးကြကျွန်တော်ဂီတာတန်တွေကိုယူမတဲ့ကြိုက်ကြဖို့နိုင်ပေါင်းများစွာကိုစိတ်ကူးရင်တာဖြစ်နိုင်မဖြစ်နိုင်မသိဘူးဘယ်တော့အဲ့လိုဖြစ်မလဲဆိုတဲ့မေးခွန်းပဲကျွန်တော်ခေါင်းထဲမှာရှိခဲ့တာအကုန်စဉ်းစားပြီးသားပေါ့လေပတ်စံတိုက်နိုင်မဲ့အချိန်အခွင့်အလမ်းသာရဲ့တာမဲ့အချိန်ကိုပဲစောင့်နေခဲ့တယ်ဆိုပါတော့ကြောင်းအရင်ပြီးအောင်တက်မယ်ပတ်စံစုမယ်ပြီးရင်အားတဲ့အချိန်လေးတွေရှာပြီးလေ့ကျင့်မယ်ပြီးရင်ပထမဦးဆုံး series ကိုထုတ်မယ်ပြီးရင်ဘာမှဖြစ်မလာဘူးလူငယ်ဘဝတစ်ချောင်းလုံးကစိတ်ကူးရင်ခဲ့တာတကယ်တော့ဘာမှဖြစ်မလာဘူးတော်တော်လေးကြာမှတော်တော်စဉ်းစားပြီးမှဘာလို့လဲဆိုတော့သဘောပေါက်တယ်တကယ်မှမလိုချင်ခဲ့တာ哦နောက်ဆုံးရောက်မဲ့နေရာကိုပဲတာယာစိတ်ကူးရင်ခဲ့တာလေစေပေါ်မှာပရိသတ်တွေရှင်းမှာ rock ဆရာကြီးတချင်းတွေအားရပါရဆို rock ကာကြီးပေါ့ဒါကိုပဲစဉ်းစားတာရခဲ့တာအဲ့ဒီလိုဖြစ်ဖို့လောက်ရမဲ့လမ်းစဉ်တွေတွေးပြီးကြိုက်ခဲ့တာမဟုတ်ဘူးလေဒါကြောင့်လည်းဖြစ်မလာတာတကယ်လေးဘာမှမေရမကြိုးစားဖြစ်ခဲ့ပါဘူးနေရလေးချင်းရမဲ့ဒုက္ခအဖွဲသားတွေရှာပြီးတချင်းတိုက်ရမယ့်ပြဿနာတွေဖြော်ပြဖို့နေရာတွေလူတွေနဲ့လိုက်ချိတ်ဆက်ရမယ့်ပင်ပန်းမှုတွေလာကြည့်တဲ့သူတွေကိုကဲရမယ်စီစဉ်ရစရာတွေဂီတာကြိုးတွေပြတ်မယ်ဒရမ်တွေပေါက်မယ်စပီကာတွေအသစ်လဲရမယ်ကားမရှိပဲပစ္စည်းတွေကိုတပွဲကနေတပွဲတည်ရမယ်ဒါတွေကအိမ်မက်တွေကတောင်ပေါ်ကိုတက်ရမယ်လမ်းကြောင်းတွေမဟုတ်လားဒါပေမဲ့တော်တော်ကြီးကြာမှကျွန်တော်သဘောပေါက်ခဲ့တာတောင်ထိပ်ကအရာကိုပဲမှတ်နေတာတောင်ပေါ်တက်ဖို့စိတ်ကူးကြတော့ရှိမှမရှိတာပုံမှန်လူတွေပြောနေကြစကားနဲ့ပြောမယ်ဆိုဒီကောင်ဖြစ်မလာဘူးပေါ့စူးစမ်းခြင်းစိတ်မှမရှိတာပါရမီလည်းမပါဘူးအိမ်မက်တွေကိုအကောင့်ထဲမဖော်နိုင်တဲ့ကောင်ဇွဲမရှိတဲ့ကောင်ပတ်ဝန်းကျင်ဖိနေတာကိုမခံနိုင်တဲ့ကောင်စားမရှိတဲ့ကောင်ဘာညာပေါ့ဒါပေမဲ့တကယ်အဖြစ်မှန်ကရိုးရိုးလေးရိုးလို့ပြေးစရာတော့ကောင်းတယ်တကယ်ကကျွန်တော်လိုချင်တယ်ထင်ခဲ့တာကမှားနေခဲ့တာလေလိုမှမလိုချင်တာဒါပါပဲစုဖို့ပဲလိုချင်တာရုံးရမယ်ဟာတွေကိုမလိုချင်ခဲ့ဘူးလေနောက်ဆုံးမှအနိုင်သာရချင်တာတကယ်ချဆိုတော့မချချင်ဘူးလေဘဝဆိုတော့အဲ့လိုလုံးလို့မရဘူးကိုဘယ်သူလဲဆိုတာကိုဘယ်လိုရုံးကန်မှုမျိုးကိုလိုချင်လဲဆိုတာနဲ့သတ်မှတ်ပါ
အားကစားကမှာပင်ပင်ပန်းပန်းရုန်းကန်နေရတာတွေကိုကျင်းတဲ့သူတွေပဲတန်မာတဲ့အားကစားသမားတွေကိုလုံးလှတဲ့သူတွေဗလာကြီးတွေဖြစ်လာမှာမဟုတ်လားဒီလိုပဲအလုပ်ကိုပင်ပင်ပန်းပန်းလုပ်ကုမ္ပဏီစည်းကမ်းရှုပ်တွေကြားမှာစိတ်ပင်ပန်းရတာကိုပဲကျင်းတဲ့သူတွေသာထိတ်ဆုံးရောက်ကုန်တာဘဝရဲ့ပင်ပန်းမှုတွေခက်ခဲမှုတွေကိုပျော်ကြီးလက်ခံတဲ့သူတွေသာတကယ်အောင်မြင်မှုကိုရနိုင်တယ်အနာဂတ်မှာအသာဆိုင်ရမယ်ဆိုတဲ့စကားပုံကအစ်စ်လုံးနေတာလည်းမဟုတ်ဘူးဒါဟာအယိုးရှင်းဆုံးအလွယ်ဆုံးအခြေခံကြဆုံးအစိတ်ပိုင်းတစ်ခုတတ်ပဲပြဿနာတွေဒုက္ခတွေဟာပျော်ရွှင်မှုရဲ့အခြေခံတွေဖြစ်တယ်လှုပ်ရင်းကိုရွေးထားတဲ့ပြဿနာတွေဟာနည်းနည်းပိုကောင်းတဲ့နည်းနည်းပိုတာတဲ့ရုန်းကန်မှုတွေဖြစ်လာတာပေါ့ဘယ်တော့မှမဆုံးတဲ့လှေကားလိုပါပဲတနေ့ရာရောက်ရင်တော့ရက်မယ်ဟေးလို့ထင်တာရင်မှားတော့မှားနေပြီဘာဖြစ်လို့လဲဆိုတော့ပျော်ရွှင်မှုဆိုတာအဲ့ဒီလှေကားကိုတစ်ထစ်ချင်းတက်ရတဲ့အရာသာပဲလေ